အားလုံးပဲမင်္ဂလာပါရှင်ဘေဘီလုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဒါမှမဟုတ်အခက်လို့ဆိုလိုက်တာနဲ့စာအုပ်ဖတ်ဖို့တို့ကြားဖို့တို့မှန်တယ်မြတ်။အော်ဒါဟာပိန်ကျုံနေတဲ့ပတ်စံအိတ်ကိုရည်တင်းလာအောင်ပြုလုပ်နိုင်မဲ့နီလန်9တွဲဆိုပြီးတိတာတင်ရှားအောင်လူတီများခဲ့ပါတယ်။နီလန်တစ်ဖြစ်တဲ့ပထမဆုံးအချက်ကတော့မိမိရှာဖွေရရှိတဲ့ဝင်ငွေတွေကအနည်းဆုံး10%ကိုစုဆောင်းမှဆိုတဲ့အချက်ဖြစ်ပါလေရှင်။ဒါကတော့ရှင်းပါတယ်။လူတိုင်းဟာအရွယ်ရောက်ပြီဆိုတာနဲ့ဝင်ငွေရရှိစေမယ်အလုပ်တွေတစ်ခုမဟုတ်တစ်ခုလုပ်နေကြရတာပဲမဟုတ်လားလုပ်ငန်းချင်းမတူညီတဲ့အခြေအနေနဲ့ဝင်ငွေချင်းမတူညီတဲ့အခြေအနေတာကွဲပြားခြားနားသွားမယ်ကိုစီကတော့ဝင်ငွေရလမ်းကြောင်းတွေကိုအတီးတီးရှောက်လန်းနေကြရတာပါပဲလေဝင်ငွေနဲ့တူဖြစ်လင်ကစားအဆင်ပြေနေထိုင်နိုင်တဲ့သူရှိတယ်လို့ဝင်ငွေများပြီမဲ့ခက်ခဲနေကြတဲ့လူတွေကိုကိုယ်ပံဝင်ခြင်းမှာမြင်တွေ့သိရှိကြရမှာပေါ့ရှင်တိတ်ဆိတ်ဝင်စားဖို့ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒါဟာတထေးကြီးအခက်ရဲ့ဥပဒေဓာတ်တစ်ဖြစ်တဲ့ဝင်ငွေရဲ့10%ကိုစုဆောင်းမှဆိုတဲ့အချက်ကတက်ရောက်မှုရှိသွားတယ်လို့ခန်းစားနားလည်လိုက်ရလို့ပါပဲရှင်နီလန်းနှစ်ကတော့အတုံးစရိတ်တနည်းအားဖြင့်ထွက်ငွေကိုထိန်းချုပ်ပါဆိုတဲ့အချက်ဖြစ်ပါတယ်ရှင်ဒီအချက်ကလည်းရှင်းပါတယ်လူတိုင်းငွေရှာကြတာဘာအတွက်လဲကိုစန္ဒရှိရကိုလိုအပ်တာကိုလုံးကျင်လို့ပေါ့ရှင်ဒါကိုလူကြီးတူမတွေပြောလို့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်အတုံးနဲ့အဖြုံးကိုစင်ကျင်ပါတဲ့လိုအပ်တာကိုလိုအပ်တဲ့လောက်ပဲသုံးဖို့ရာကိုတနည်းအားဖြင့်တော့ငွေကြေးစီမံခန့်ခွဲမှုကိုအတုံးချတတ်ဖို့ပဲပေါ့ရှင်အခက်ရဲ့ဥပဒေသားနဲ့ပြောရရင်တော့ဝင်ငွေရဲ့90%နဲ့ပဲကိုက်ညီအောင်သုံးတတ်မဲ့ဆိုရင်အဆင်ပြေမယ်လို့ဆိုလို့ရမှာပေါ့နော်ပိန်ကျုံနေတဲ့ပတ်စံအိတ်ကိုပြည်တင်လာစေမဲ့နီလန်သုံးကတော့တင်းရဲ့ဒနာဥစ္စာတွေကိုစာဝါတိုးအောင်ဆောင်ရွက်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ရှင်နောက်ပိုင်းမှာပဲထပ်မံပြောဆိုပေးသွားပါဦးမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်